ခင်မီအောင်နေကွဟာဟဲ့လူဘာလုပ်လဲစောစီ ဟမ် ဘာမနဲ့စောစီဘာလုပ်လဲ ဩဘာလို့မလဲ ဟာ မင်းကငါ့အိမ်မလာတော့ငါမင်းအိမ်လာတာပေါ့ အလုံးရှိတယ်ဟာဒုက္ခပဲအာရညတော့အလုံးမရှိလို့လာတာဟာဒုက္ခပဲ ဟာငါလည်းအလုံးနဲ့ခိုင်းနေပါကွာမင်းကလည်း ရက်လေသွားဖို့ ဟမ် ရက်လေ ဘလို့ရက်လဲ ဟာတက်ကြကြီးစိုးမြင့်လေ သိပြန်ပြီ တလန်းကျော်อ่ะဩကွယ်ပြီးသွားပြီရခိုင်မှာတဲ့ရခိုင်မှာ ရခိုင်ပါဟာ သူ့ရောက်ဖက်တင်လာပါသွားသေးတယ် ဘလို့ခေါ်နေလဲကွာ တင်လာဂန်ရှော့ဒါပေမဲ့သေဖို့တော့များတယ်တဲ့အဲသူမွေးကားတော့ကြိုွယ်ထားတယ် ဟာဒုက္ခပါကွာ စိတ်မထွက်ဘူး စစ်စစ်ကြုံမထွက်ဘူးလား အခုကတကယ်ပြန်သွားတာဗျ ဩ စပင်းနေမရှိတော့လေတကယ်ပြန်သွားတာ ဒုက္ခပါကွာ ဟိုမဟုတ်ဘူးစစ်တပ်နဲ့တိတ်ပြီးမပတ်သက်နဲ့ ဘာလို့မပတ်တယ်ပတ်တယ်မှာပေါ့ ခလေးစစ်သားစုဆောင်းတဲ့ကိစ္စကုလသမဂ္ဂအခုစုံစမ်းနေပြီနော် ဟမ် ကွိုင်ကြီး ဟုတ်လား ဟမ် ကုလသမဂ္ဂ ဟုတ်တယ်လေဟိုဒီအသက်မပြည့်သေးတဲ့ကလေးတွေစစ်တပ်ထဲထည့်တာလို့ပေါ်တာဆွဲတာလို့လာမယ်နော်ပြဿနာတက်မှာ အာငါမလုပ်လေဟိုကောင်လေးလုပ်တာမင်းကလည်းငါဟိုကောင်လေးလုပ် မြင်းမင်းနဲ့ဖေးဖိတ်ပြင်းနဲ့ ဘာလို့ ရက်ွက်တွေကအုပ်ကြီးနဲ့ပေါင်းပြီးတော့အခုကလေးတွေစစ်တပ်ထဲထည့်တာလေ အာအဲ့ဒါဒီလိုပါငါညမင်းအထင်လွဲလို့ပါ ဟာထင်လို့ အဲ့ဒါငါတခါလားပဲလားမသိဘူး တစ်ခါမလုံးနဲ့အခုကုလသမဂ္ဂနံပါတ်3နေရာမှာအခုထည့်တာနာမည်ဟုတ်တယ် မအဲ့လောက်ငါတော့အပြစ်မကြည့်ဘူးကွာ तू ကအများကြီးမလို့လေအခုကနဲလို့နဲလို့ ကုလသမဂ္ဂတွေတော့ငါတခါတည်းကပါလား တစ်ခါတည်းပါတစ်ခါတည်း ဒီ ပါ ကလည်းရေးဆက်လိုက်တာကွာ အခုမျိုးကောဒီကလေးစစ်သားကိစ္စနဲ့ဟိုကျိုးမိတ်ပေးမယ်ဆိုကိုဒါ အဲ့ဒါဟိုပြောမှာငါတခါပဲမှားမိတာ တစ် ပါ ခါပဲမို့လို့တဲ့ညာ တကယ်နာအမားလေးပါကွာ ကိုတစ်တပင်ခုံဘယ်လောက် ထောက်သုံးနှစ်လေ တတော်လုံးခုံရင် လုံးဝမကြောက်ဘူးလေ အေးအဲ့ဒါပဲအများကြီးထဲတဲ့သူကဘာမှမဖြစ်ဘူးကိုအတယောက်တည်းထဲတယ် ဟာ နံပါတ်3နေရာမှာအခုပြေးနေအခုအပေါ်မှာ2ယောက်ပဲနော်အားကြကြနဲ့ဘယ်သူလဲလည်းမသိဘူးဟုတ်တယ် ငါဘာလေးမပါဘူးလေ မပါတယ်ပါ အမလေးရောပါလား ဟိုပေါင်းပြီးစားတာလေ ဟာ နံပါတ်3နေရာမှာကိုရှိ တော် တယ် ပါပြီကွာလုံးပါဦး ကိုအဲ့ဒါဘုံဘုံမှာဝင်ရွေးလာအဲ့ ကိုဘဘမတလောက်စစ်ပွဲတွေဖြစ်နေတာငါဘယ်လိုလုပ်သွားရွေးမလဲလို့ ကြောက်တော့ ကြောက်တော့ကပို့ဆိုးတယ်လို့ သူတို့ကကိုစစ်ထွေမှလုံးလိုက် အခုချရတယ်လေ ဟဟလား အခုချရတယ်လေ အဲ့ချိန်မှာအခုတွားပြီးလူဆောင်ကလုံးလိုက်ပြီးပြီလေ အော်ဟိုဘက်ကတစ်ဖက်မှာရက်မှာမဟုတ်လေငါအလဲကောင်ရောက်တော့နေစကားပေါက်တော့ပြတ်သွားပါပေါ့ ကိုဒုက္ခဒီချိန်မှာအခုတေးရတော့ပိုနာမည်တော်ကြီးသေးတယ်ဟုတ် အေးနော် နော် ကြောက်တေမနာမည်ကြီးနော်မလုပ်ပြသေးတယ် ဘောမကြီးစကားပေါက်ဖြစ်သွားတယ်နော်ဟုတ်တယ် ပြောတာကွာဘောပိုင်စကားပေါက်ပြရတယ်ဆို ဘောစကားညွတ်အဲ့ကစား မာဆိုင်လေကွာဘောစကားရ ဘာမှမဆိုင်ဘူး မိပြအဲ့ကြောင့်ပြောတာငါတို့စကားစားလေအသက်မပြည့်တဲ့ကလေးတွေ ဟွန်း နော်အသက်အရွယ်မရောက်သေးတဲ့ကလေးတွေလုံးဝစိတ်ဝင်စားပေါ်တာဆွဲတာလည်းဘာရမလို့ အော်နိုးစိုးတွေ နှုတ်ဆိုလေးလေအခုဟို နိုးမ စိတ်ဝင်အဲ့ဒါလေ နိုးဘူးရင်တိုက်တယ် ည ဟုတ်တယ်လေကို မိဘာစကား က ပါ လေးစစ်သားတွေစူဆောင် ဟာရငါတို့စကားစားတဲ့ဝင်ကျင်နေဆိုတော့ရိုးရိုးဝင်လို့မရဘူး ဟာရိုက်နှက်ပြီးတော့ဝင်ရ တာပဲ ဖူးရအောင် ဟုတ်တယ် ဟုတ်တယ်လေပေါ်တာဆိုရင်အဲ့လိုပဲ စိတ်ပါဝင်စားမှတာတို့ စစ် စား တပ်ကို တို့ကလက်ခံတာ စစ်တပ်ကိုစိတ်ပါဝင်စား ဟုတ်တယ် ဒုက္ခပဲကိုပလုတ်တော့ကျင်းလိုက်ဂျေအိုးအကြီးရဲ့ဘေးမှာတေးသေးလေးရှိတယ်တေးသေးလေးရှိတယ် ဒါပဲမနေ့ကလို့အိတ်နာ ဂျေအိုးခွဲထားတာကို ကြီးတော့ခွဲတာ ဂျေအိုးတော့ခွဲထားတာခွက်စိမ့်လေးနဲ့ နောက်နေ့ကျရင်ငါရည်နဲ့ငါလာခဲ့ပြီ ဟုတ်ပြီဟုတ်ပြီ နော်ဟေ့စိတ်ပါဝင်စားမှငါတို့ကလက်ခံတာဒါတော့ရိုးတန်းလက်ခံတာမဟုတ်ဘူးနော်သဘောပေါက်လား အခုမဟုတ်တယ်အဲ့လိုမပြောနဲ့ အမှန်တော့ အဲ့တော့ကိုချိန် ကဲချေ အခုတကယ်လို့မဟုတ်တာပြောရင်စီချိုသွေးတော့လင်ကလက်ကောင်းဖြစ် အဲ့တော့များသွားရကွာ မဟုတ်လေမဟုတ်တာပြောရင် အဲ့များသွားတယ် အုတ်ကြီးအခါ20ဖြစ် ဟေ့ကျန်တဲ့ဟာကြိတ်ဆိုငါကြိတ်မယ်အဲ့အုတ်ကြီးအခါ20ကိုငါမကြိတ်နိုင်ဘူး ဘာဖြစ်လို့ မင်းစဉ်းစားကြည့်တစ်ခါလေးဖြစ်တာတော့ခွင်းညွန့်ဆိုဖြစ်သွားတာ ဟုတ်လေ အခါ20ဆိုငါအခါ20လုံးခွင်းညွန့်ပြစ်လေလေ အခုအဲ့ဂိမ်းနဲ့ဆိုင်ကြီးဝင်ပါလေချိန်20ရ တော်မှန်ရသွားတယ် ဟုတ်လေ ဒုက္ခပြီးငါကောင်းနေလေငါပြောပြမယ် ဟွန်း ငါလေးတကယ်မင်းတို့ နေရာမရအောင်နော် နေရာမရဘူးကွာငါလေးရင်ထဲမှာလေတကယ်ပြောတာ တွင်းသည် ငငယ် မဟုတ်ရင်တော့တွင်းသည်တည်တယ်တွ မ င်း င်းတို့ကောင်တို့မြန်မာပြည်ကိုတကယ်မချစ်ကြဘူးနော် မချစ်လို့ဗောမချစ်လို့ဖုံးเจ้าထဲမှာစွန့်ကြံကွင်းကြံလိုက်ကတ်စားတာ ကို ဗော ကျိုးစီးပွားအထအတွက်မင်းတို့ ဟုတ် မြန်မာ ဘုန်းကြီး ပြည် ကျော် ကိုချစ်ချင်အောင်စောင့်နေကြတဲ့လူတွေ ဖုံးเจ้าဇလိုတွေနဲ့ရောပြီးတော့လူစားတယ် ဟုတ်တယ်ပြောခိုင်းပြီတွေ့လား ဟုတ် အဲ့ဟေ့ ဟောကိုကျိုးစီးပါလေ မင်းတို့အဲ့ထဲမှာမင်းတို့မပါစေနဲ့ငါလည်းမပါအောင်ကြိုးစားတယ် နောက်တစ်ပြေးပါသွားရော တဖြည်းဖြည်းပါသွားတော့မတတ်နိုင်ဘူးကွာ အေးနော် မင်းတို့ပြောရနော်ငါကောင် ပြောပါဦး ဟေ့ဘုံကြောင်လည်းမနေနဲ့ อืม နော်စာတင်ကြောင်လည်းမနေနဲ့ပွင့်လင်းမြင်သာရှိအောင်နေပြီးရင်ပွင့်လင်းမြင်သာဆိုတာတိုက် ဘာကိုဂျောင်းထဲမှာတော့မသေးနဲ့နော် ကြောင်ထဲမှာ ဟုတ်တယ်ချို့ဂျောင်းထဲတို့ဂလုတ်ကျင်းထဲတို့တည်တာလေ ဟေ့ဂရုတ်ကျင်းထဲမှာတိုက်ပွဲစခဲရဲ့ဂရုတ်ကျင်းထဲမှာတိုက်ပွဲဖြစ် ကြောက် လို့ ကြောက်ပြီးဒီလိုလောက်တာပါ တိုက်ပွဲဖြစ်လို့တေသွားတာဒါ ဟုတ် ဘာ ကဲ့ မျိုးလမ်းမထက်မှာတေလဲဘာမျိုးပွင့်လင်းမြင်သာရှိအောင်လားလို့ ဘာမှမပွင့်လင်းဘူးကို ဘာဖြစ်လို့ အလိမ့်နဲ့အညာတွေကြီးပဲစစ်တပ်က
ဟဲ့ဘိုင်မလေးနဲ့ပြောဟဲ့မင်းတက်တက်ကလည်းပြော အလိန်ညာကိုအချိန်မကြာပြောတတ်တာလေစစ်တက်နော်မူတာဝါဒကန်ကိုကန်ဖရိုက်ဆွဲထားလေစစ်တက် ပြော နော်ပက်ကက်တွေနဲ့ဝယ်ထားလေစစ်တက်မူတာဝါဒ ကဲဘယ်နားမှာလိန်တာဘယ်နေရာမှာညတာလဲမင်းပြော ကဲကျွန်တော်ပြောမနေ့ကတောင်တကုံက18ရက်ကွက်ကအသက်30လောက်ရှိတဲ့အမျိုးသားတစ်ယောက်ကိုမှတ်ပုံနဲ့လှုပ်ပေးမယ်ဆိုပြီးရက်ကွက်ရုံခေါ်လိုက်တယ်ပြီးတော့စစ်သားတွေနဲ့ဖမ်းပြီးတော့စစ်တပ်တွေထဲလိုက်တယ်ကဲမူတာဝါဒလေ အဲ့ဒါဒီလိုရှိတယ်ကွာ ပြ तू ကဝင်ញင်လို့ဆို ဘာဘယ်သူကဝင်နေမှာဘယ်တော့ဝင်ပေမဲ့ကိစ္စဘယ်ဝင်အခုအဲ့မူတာဝါဒကြီးမကျူးလွန်နဲ့မကျူးလွန်နဲ့အကောင်းပြောတာ မမမင်းပြောတယ်စကားတော်တော်များသွားပြီကွာ မဟုတ်လို့ဘာ မူတာဝါလာကျွန်တော်ငါခုငါအန်ကယ်လိုက်ဦးမင်းအောင်လိုက်ရုရှားမှာသွားပြီးတော့မူတာဝါဒလုတ်တယ်လို့မစ်စိတ်တော့ပြောချင်တာ ကျွန်တော်ပြောတာအဲ့အထိမရောက်ဘူးနော် ငါပြောမှာဘီလာတို့မှာသွားလိန်တယ်လို့မင်းပြောချင်တာ မဟုတ်ကျွန်တော်ပြောတာအဲ့အထိမရောက်ဘူး အန်ကယ်လိုက်ကြားရနော် ဟမ် အန်ကယ်လိုက်ရုရှားမှာသွားပြီးမူတာဝါဒလုတ်တယ် ဘောဘက်ကန်ဘောဘက်ကန်ဘောသွားလိုက်မယ်နော်သွားလိုက်မယ်ဘိုးကြီးလေးပြူအကွက်ဖြစ်သွားမယ်ဟာ ဘွေးလေးပြီးတော့တွားပြီး တိတ်က အန်ကယ်လိုက်မြန်မာပြည်ကိုတကယ်ချစ်တယ်နော် ဟုတ်တယ် အန်ကယ်လိုက်မြန်မာပြည်ကိုတကယ်ချစ်တယ်ချစ်တယ် ဘာချစ်တယ်သူမိမကသူချစ်တာ ဟမ် ဟုတ်တယ်ကိုတိတ်ကမရှိဘူးကို ရဘာလို့တိတ်ခါမရ ဟုတ်တယ် ဘယ်တော့မှတိတ်ခါမ ကဲအခုလိုမျိုးမှတ်ပုံတွေလုပ်ပေးမယ်ဆိုပြီးတော့လိုက်ဆွဲလို့ဒါတိတ်ကမကြောက်ဘူး မင်းတို့ကောင်နေဟျောင်းတိတ်ခါလေးဟုတ်တယ်ကွာအဲ့ဒါနည်းနည်းတိတ်ခါလေးနည်းနည်းဆယ်လိုက်ရင်ကောင်းမယ်နော် တိတ်ကမစင်နဲ့တိတ်ကမစင်နဲ့ဖိတ်စာအခု30မကတော့ဘူးတိတ်ခါလည်းမကြနဲ့မနေ့က46កောင်စစ်တပ်တွေကဖိတ်စာရသွားပြီ အော်မင်္ဂလာဆောင်ဖိတ်စာပေါ့ နာရီ မင်းတို့တက်ကတာဝါ နာရီဒုက္ခပဲနာရီပါဘယ်မင်္ဂလာကိုစောင့်မှလဲ ဟိုမင်းတို့ကနှစ်တွဲသုံးတွဲလို့စောင်းတယ်မလားငါတို့က45ကျောက်ဆိုတော့ 46အတွဲလိုက်သေသွားတာအတွဲလိုက်သေသွားတာ သေးသွားတာ ဒုက္ခပဲ မသားပေါ်က ဩဒုက္ခပဲမသားပေါ်တော့မင်္ဂလာတော်လာလုံနေဟာကောပါလား တစက်ကြီးမင်းတို့ကောင်နေသေပြဆိုတော့ကြီးပဲ อืม အဲ့ကြောင့်ငါပြောပါတယ်မင်းတို့ကောင်နေမြန်မာပြည်ကိုတကယ်မချစ်ပါဘူးလို့ ဩဒုက္ခ ကိုကျိုးစီးပွားအတ္တကြောင့်မြန်မာပြည်ကိုချစ်ချင်အောင်ဆောင်နေတာ ဟာလားအကျိုးစီးပွားအတွက်သေရတာ ကြားလား ဟုတ်တယ်လေ ဟဲ့ ဟာလားအကျိုးစီးပွားအတွက်သေရတာ မဆိုင်ဘူးလေ အဲ့ဒါပဲအလေးအညာကိုအခြေပြကြပြောတယ်ဆိုတာအဲ့ဒါ အာဘာပြီဟဲ့အင်္ဂလိုင်းကြီးကိုမပြော ဟာကြမရကြဟဲ့အောင်အန်ကယ်လာကြီးလေကြဟာ ဟိုတာခေါ်တာဟို ကျွန်တော် CCTV တွေအတန်နေဝင်တယ်နော်အတန်နေပါကျွန်တော်အဲ့ Facebook မှာဖျက်ညက်ကလှုပ်လိုက် လုံးအောင် ဘာ လေ ဖြစ်သွားမလဲ လုံးအောင်လေ ဟာဟဲ့အောင်အန်ကယ်လာကြီးလေ ဟုတ်ဟဲ့အောင်လို့ခေါ်တာသူအင်္ဂလိုင်းဆိုတာအင်္ဂလ နောက်တော့ဟဲ့အောင်မလား ဟဲ့အောင်မ ဟာအခုတော့ကိုကြော်တာဟဲ့ ကြုံရမယ်နော်ရော ဒုက္ခပဲတက်တက်မြင်ကြုံညအောင်စောင်းတာ ဘာပြောလဲ ဟုတ်တက်တက်မြင်ကြုံညင်တာ ဟာ ကြုံညင်လည်းရတယ်ကြုံအောင်လုပ်မယ်ကြုံအောင်လုပ်မယ် လွတ်တော်မက်လုံးပါ ဟာဒုက္ခ ကြုံနေရလား လွတ်တော်မယ်ဗဇက်ထုတ်ပါ ယာမယနာဇတ်ထုံ ဟောရလေးတော့တင်ကန်းပါ လေးတော့တင်ခဲ့မှာငါ ဟောလေးတော့ဝယ် လေးတော့ဝင် ဟုတ်တယ်လေ ဟဲ့အောင် အမတ်လုပ်မယ်ဆို ဟာ ဟုတ်ကိုအမတ်ဝယ်မယူနဲ့မျိုးတွေမရှိဘူးဇက်သေးသွားလိုက်အဲ့ဒါလွဲတယ် ဇတ် ဟို ထဲ အဲ့ဖိုးချစ်တို့ဘာညာတို့အမဟိုကလုပ်တယ် ရမုံပွဲကနေ ရမုံကွဲမှာဝင်ကြီးလုပ်လို့ရတယ်မြင်းမီဆွဲတဲ့ဟိုကဘာညာ မင်းကလေလူတယောက်ကိုလေစောင်းရမ်းထင်သေးတာတလား ဟာဒုက္ခပဲ လူတယောက်ကလေ ကိုကြီးအောင်နေလေ ဟဲ့အောင် ကြီးအောင်နေ သူ့အညွန့်နဲ့သူလူဆိုတာအညွန့်နဲ့ဟဲ့အောင် ကိုကလက်အောင်လိုက်တာပါ နင်ကဘယ်ကိုလဲရောက်လိုက်တာလဲ သိ လို့ ဘူးလေအခုမဟုတ်ဒီလောက်ကြီးကမလိုဘူးလေဗျအဲ့လောက်ပါကြမလိုဘူး မဟုတ်လေငါပြောတာလူဆိုတာအညွန့်နဲ့နေတာနော်ဟဲ့အောင်ငါပြောပြမယ်မကြာညာကလွတ်တော်အမတ်ကငါဝင်ကြီးကျုပ်မဖြစ်တော့လို့မပြောလို့ရ ပြောရတယ်လေ ဟာ ရတယ်ရ ရတယ်တဲ့ ရတယ် အဲ့ကြောင့်မင်းကိုပြောတာမြန်မာပြည်ကိုမင်းတကယ်မချစ်ပါဘူး ဒု လို့ က္ခပဲဝင်ကြီးကချစ်ချင်တယ်ကွာကိုဘယင်မလုပ်ချင်ဘူး အန်ကယ်လိုက်ရှိ အဲ့ကလား အန်ကယ်လိုက်ရှိ ဟောတော့ဘယူရင်ဟော ဘာသာပြန်အာ ပြန်လိုက်လေ ပြန်လို့မရ ဒါမျိုးအာဇီးမိနေလား အဲ့ဒါပြန်ပြဿနာရှိတယ်ကြုံတော့မှာ ဟိုကြုံရတော့မဟုတ်ခုနကဗလဲဟိုစစ်တပ်က46កောင်ဖိတ်စာရသွားတာ အေး ပွဲချင်းပြီးသွားတယ်အဲ့ဒီကိစ္စကိုတော့ဒီစစ်သားတွေတီးသွားတဲ့ကိစ္စကိုလေတက်ကမကျင်တတ်ဘူးဗျ အဲ့ဒါခြေနဲ့လို့မရဘူးလေကြီးရည်လေးတက်မတော်တွေက မตาလောင်းနေ တငယ်ချင်းတွေဘယ်ဟုတ်မသားလောက် ဟိုမตาတွေဖြစ်ကုန်တာများတယ်လေကိုကလေ ကြီးကိုတငယ်ချင်းတွေ ညီကို ဖြစ်တဲ့အတွက်တယောက်ကဖြစ်တယောက်မချင်တတ်တာ သူအဲ့ ထုံးတယ်မယ် ကြီးတဲ့ကောင်တွေရှော့ရတော့ဟိုလေတက်ကောင်တွေကစိတ်မကောင်းဘူးပေါ့နော် ဒါပဲလေ အဲ့မှာပောက်ခွဲပြီးတော့ဟိုဟာဒီစင်ကူကကြက်ခိုင်ရုံယူဘုံဝင်ကျဲပလိုက် လုံးတင်အောင်ငါကောင်တွေလှုပ်လိုက်ပြီကွာအဲ့ဒါအကြိုက်ဆုံးပဲဟမ် ဟုတ်တယ်ပောက်ခွဲပြီးတော့စင်ကူကကြက်ခိုင်ရုံယူဘုံနဲ့ ချက်ခဲ့ယူ ဘုံနဲ့ကျဲပလိုက် ဝဲဒီလိုရှိတယ်ငါညီရ တဲ့ကျဲတာဖြစ်မယ် မဟုတ်ဘူးအပေါ်ကနေလာတဲ့ခါကျတော့အောက်ကို ညင်းတယ်လေကိုကလေနီးနီးလေးကို မမြင်ရ အောက်မှာကြက်ခိုင်ဆိုင်းဖို့ရှိတာ မောင်းနေမဲနေတယ် မမဲပါဘူးကိုကလင်းလင်းချင်းချင်းကြီးတဲ့အောက်မှာဆင်း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 နဲ့တွေ့ရတယ် အဲ့လူ ဟိုတမင်အဲ့မှာ၄ကလောက်လင်းရပတ်ပြီးတော့ကျဲချလိုက်တာတဲ့
တယ်ကွာကဲကျဲလိုက်တယ်ဘာဖြစ်လဲကွာဒါကိုကြားကျင်တာမလား အဲ့လိုဝန်ခံလိုက်လေ ဘာဝင်ခံမှာ ဘယူရင်တပည့် ဟဲ့ဘာဘယူ ဟောအမကြီးမတော်တဆဖြစ်သွားလို့ မတ်တက်ကြီး မတ်တက်ကြီး ဟုတ်တယ်မတော်တဆ တွေ့ဝင်အေးမင်းတို့ကောင်းနေနော်ငါအမတ်ဖြစ်တော့မှမင်းတို့ကောင်းနေနာအောင် ဟုတ်ဘာဘယ်ဆက်မှလဲဘယ်ဆက်မှအမတ်လို့ဘူး ဟုတ်ဒုက္ခပဲ ဘာတွေလျှောက်ပြောနေ လွတ်တော်မှလို့လွတ်တော်မှ ဟိုအဲ့ချင်းကိုတော့သူကမညီတော့ဘူးနော်ကလည်းချက်ခိုင်ကိုကိုင်ဟိုမှာကြီးတဲ့ရှုပ်ချက်ခိုင် အဲ့ဒါဒီလိုရှိတယ်ငါညီငါရှင်းပြမယ်ဟိုဟာလေကောင်းနေမင်းတို့ကောင်းနေမင်းတို့လည်းရှင်းပြဆိုတော့ငါကောင်းနေတာငါပြောပြမင်းတို့ကောင်းနေငါပြောပြမယ်စစ်တပ်ကနေပြီးတော့စင်းသက်လာပြီးတော့ကြက်ခိုင်ဖြစ်တယ်နော်ကြက်ခိုင်ကြီးကနေလေစစ်တပ်ပဲ သူအခုခိုးတာကြတော့ဘယ်ကနေစခိုးတာ သူစစ်တပ်ကနေစခိုးပြီးမှကြက်ခိုင်မှာနောက်ဆုံးခိုးတယ် နောက်ဆုံးခိုးတော့နော် ဟေ့ မုံလေခိုးတယ်အဲ့လိုပြောတယ် ကြုံရမယ်လေ ပြောတန်ကြလို့လေ ဟာကြုံရမယ်လေအဲ့ဒါ ပြောတန်ကြလို့ မဟုတ်ကြက်ခိုင်နဲ့စစ်တပ်နဲ့ကြက်ခိုင်အတူတူ တူပဲနော် တသွေးနဲ့တသားနဲ့ ဩ မလောက်အောင်နော် ဒါပေမဲ့အခုမဟုတ် စီလုံးကြနော် အခုလေတက်နဲ့ သွေးမခွဲနဲ့ ချက်ခိုင်ရတာမတဲ့တာနော်ဘုံတွေပဲကျဲတာလေမတဲ့တာ ဟိုမကျဲတာအဲ့လိုပြော အခုစစ်တက်နဲ့ရဲကြတော့ချစ်တယ်ဗျာ အဲ့ဒါမင်းကိုကြီးညီလေးကိုကြီး ကမ်ဘလူဘက်မှာဒီဗာလဲမူးစုံစစ်စကန် သိတယ်ငါ အဲ့ က မူးစုံစစ်စကန်ရဲ့စစ်သားတွေကဒီစီကုန်းရဲစကန်ကိုသွားလဲတာ ငါက ကမ်းမှာ PDF ကင်ပလိုက်တာ6កောင်မตาဖြစ်သွားတယ်ဟုတ်တယ်မတွေးလိုက်ရအောင်သူ တွန်းလေလာလေကွာ မတွေးလိုက်အောင်ရဲတွေနဲ့တော့မတွေးလိုက်အောင် ဟာမင်းတို့ကဟိုတချေရတော့ဖြစ်နေ ကဲချင်း ချစ်ချင်းကိုမခွဲ အဲ့လိုစိုးကျင်တော့မရလိုက်ဘူးကိုစိုးကျင်တော့မရ ဆိုချင်လို့ပြီးလိုက်ပါကွာ စိုးကျင်တော့မရလိုက်ဘူး ဟာ အဲ့မှာဒီ တယောက်နဲ့တယောက်ချစ်ချင်းကိုခွဲတော့ စစ်တဲ့ဘက်ခံစားရတော့ခံစားပြီးတော့အဲ့ဒါတနက်တွေမောင်းတင်ပြီးတော့ PDF ကိုမနိုင်လို့တွေရွာတွေမီးရှို့သွားတယ် ဟမ် ဟုတ်တယ် ဟဲ့ကောင်လေ တနက်တွေမောင်းတင်ပြီး ရွာမီးရှို့တာကွာရိုးတနက်ရှို့လဲရပါတယ်ကွာတနက်မောင်းနေကြမလို့ပါဘူးကွာမင်း နောက်ကြည့်ကြောက်လို့တော့ဟုတ်ကွာလေဟုတ်တနက်မောင်းတင်ပြီးတော့ရွာမီးရှို့တယ် ဟိုဒီလိုရွာမီးရှို့လဲဆိုတာဒီလိုကွာ အော်ဟိုနာမည်ပြောင်းလိုက်လို့လားမီးရှို့အာမီ မီး ဟုတ်တယ် ဟောမီးရှို့ တနက်အာမီမဟုတ်တာ မဟုတ် စတန်နဲ့မရှိဘူး ဒီလိုမင်းတို့မားနေတယ် ဟောမားတယ် မားနေဆိုတာဒီလိုကွာမီးမလာတဲ့အတွက်မီးလင်းအောင်လုပ် ဟုတ် ပြ ဘယ်ရောက်နဲ့ထုံးလို့ရတယ်လေ ပြောင်းနေဝယ်လို့မရ ကိုတို့ကအာကုသို့မျက်လုံးနေတယ်မလို့လားအဲ့လောက်နော်လင်းနဲ့မမှောင်နေတာ ဒီဇယ်ဓာတ်စီတွေဈေးကြီးနေတယ် ဟောစီကြီး အဲ့ဒါကြောင့်မီးရှို့နေတာ မီးရှို့ပြီအဲ့ဒါမောင်းကြီးတင်ကြလို့လား ငါဖာနော်မင်းတို့ကစောက်ရွေးလို့ မီးရှို့အာမီနော်မီးရှို့အာ ခ မီ ဏပြန်လိုက်အောင်ကွာ ပြန်နေဦးနေဦးခဏနေဦးလေ တော့မရ နေမုံကိုသတိထားနော်ကိုကောင်တွေမှာကြရှိတာမှာ မှန်ငါကောင်းနေငါပြောမယ် ဆွေးတွေပဲထွက်လာ ရောက်မင်းပြောနေငါကြောင့်ငါသိတယ် ငါကောင်းနေငါပြောမယ်နော်သတိရှိရကွာအဓိကတော့သတိ ဟုတ်တယ်ကိုအဲ ဘတူခွဲဒုမကွဲအမြဲစည်းလုံးပြီ ဟုတ်တယ် တွေးခွဲလာသူဒိုးရန်သူ ဒါပေမဲ့အခုတခုရှိနော်သတိကောင်းတဲ့ဆေးလေးပဲကျွေး သတိကောင်းတဲ့စိတ်မရှိဘူး ဟုတ်ဒီလိုကိုတနင်္လာရီတိုင်းဘက်ကဒီဗာ6နှစ်ပေါက်ဒီညောင်ပင်ကွင်းရွာနားမှာဒီ PDF တွေကိုဒီချင်းကြားတွေကသတိလာ PDF လာမအောင်သတိထားရင်းနဲ့ကို PDF ဝင်ကြရင်သတိလစ်ပြီး3ယောက်သေသွားတာ ဟမ် သတိထားရင်းနဲ့ကိုသေသွားတာ အာချွေ သတိလစ်သွားအဲ့တော့သတိကောင်းတဲ့ဆေးတွေပဲပြီး ငါကောင်းနေ တော့ဒါပေမဲ့အခုတခုကောင်းနော်တောင်သာဘက်ကကောင်းတယ်တောင်သာဘက်ကကောင်းကျသတိကောင်းတယ် အဲ့ဒါ သတိကောင်းတယ် အဲ့ဒါပဲ PDF လုံးဝချက်နေသလား ဒါပဲ ချက်နေ အဲ့ဒါပဲ စစ်ကြောင်းဒီလိုဝင်လာနော် PDF လုံးဝင်ပြည့်ရောအခု ငါကောင်းနေငါကော ချင်း င်းနေ ညာတကောင်မှဒဏ်ရာမရဘူး အဲ့ဒါငါကောင်းနေ တနက်တွေလူအကုန်သေးတာဒဏ်ရာမရဘူး တရားဖွင့်ရပဲနဲ့တနတ်တွေ အကုန်သေးတာ အကုန်လုံးတရော အကုန်သေးတာ ငါပြောပါတယ်သတိထားပါတော့ အဲ့ဒါပြော နေဦးမှာကွာ နေဦးကိုယ်ခဏနေဒီကပ္ပစ21ကိုလိုကိုမလုပ်ဘူးเนาะ EVC အလုပ်ကိုဝင်ရှုပ်တော့အခု3កောင်သေးသွားပြီ ဒီပါရပြီလား သေးသွားပြီ အော်မင်းတို့ စိတ်ဖြူဘက်မှာဗျာရက်ွက်ထဲမှာသွားပြီးတော့မီးသွားပြင်နေတဲ့ဒီကကင်လိုက်အောင်သေရော ကိုလုံးကွာမင်းတို့ကောက်တွေကလည်းအာငါသွားမဖြစ်တော့ ကိုမသွားနဲ့စိတ်ဖြူဝေးတယ် ဟောသွားမဖြစ်တော့ အင်ကပူမှာလည်းအခုအေးရတိန်းနေပြီ ငါသွားမဖြစ်တော့ အေး မယ် ရအင်အားကြီးတယ်အခုမလုံးနဲ့ ငါသွားမဖြစ်တော့မယ် မသွားနဲ့ဦးလေး သွားတော့မရတော့ ဘယ်ကိုသွားမှာလဲ ကြာ နားတော့နားလေ ငါမကြုံဘူးနော် ဟောအဲ့ဒီကိုသွားကျင်တာလား